မင်္ဂလာပါချေအခုမှစပြီးတော့ကျောင်းပြီးကစား fresher graduate ဒါမှမဟုတ်ရင်ရုံးလုပ်ငန်းကိုအလုပ်စရှောက်မဲ့သူတွေအနေနဲ့ပေါ့နော်အလုပ်မလျှောက်ခင်မှာဘယ်လို computer skill တွေကိုတူတင်ပြီးတော့အဓိကပြင်ဆင်ထားတယ်လဲချေဟုတ်အားလုံးပဲမင်္ဂလာပါပေါ့နော်တချို့ဒီပေါ့နော်ဒီကျောင်းပြီးကစား fresh graduate တွေပြီးတော့ဒီအလုပ်မလုပ်ခင်ပေါ့နော်ဒီအလုပ်လျှောက်ဖို့အတွက်စဉ်းစားနေတဲ့သူတွေအနေနဲ့ဘယ်လို computer skill တွေကိုဖြည့်တင်လဲဆိုရင်ကျွန်တော်ဒီကတော့ဒီ professional document တွေကိုပေါ့နော်ဖန်တီးနိုင်ဖို့အရေးကြီးရပေါ့ဥပမာအနေနဲ့ပြောရရင်ကျွန်တော်ဒီ Microsoft Word မှာကျွန်တော်ကိုပိုင် CV file နည်းနေနောက်မှကျွန်တော် cover letter လုပ်နည်းပေါ့နော်ဒီကောင်မျိုးကျွန်တော်အဓိကသိထားရမယ်နောက်တစ်ခုအနေနဲ့ကြာရင်ကျတော့ charity ရုံးစာရင်းကြီးပေါ့နော်ပြီးကျွန်တော် report တင်နေပြီးတော့ကျတော့ကျွန်တော်ဒီ file နဲ့မျိုးမျိုးရင်းကြီးပေါ့နော်ဒီကောင်တွေကိုလည်းစနစ်တကျတုံးတက်ဖို့လိုပါတယ်ရှင်ဟုတ်တယ်နော်ချေ CV file တရမရှိဘူးဆိုရင်အလုပ်ခေါ်တဲ့သူတွေရဲ့အာရုံစိုက်မှုကိုရဖို့တော့မလွယ်ဘူးပေါ့နော်အဲ့ဒါအပြင်တခြားဘာတွေလိုအပ်ပြီလဲချေဟုတ်တခြားအနေနဲ့ဆိုရင်ကျတော့ကျွန်တော်ဒီ data management ဘိုင်းနေပေါ့နော်ဒီကောင်တွေလိုအပ်တယ်ပြီးတော့ကျွန်တော်ဒီ internet ပြီးရင် Gmail အသုံးပြုနေလည်းဒီကလိုအပ်တယ်ပေါ့နော်ကျွန်တော်ပြပြရမယ်ဆိုရင်ဒီ data management ဘိုင်းမှာဆိုရင်ဘာတွေပါမလဲဆိုရင်ကျွန်တော်ဒီ Excel မှာဆိုရင်ပေါ့နော်data တွေကိုထည့်သွင်းတဲ့နေရာမှာစနစ်တကျထည့်သွင်းဖို့လိုအပ်တယ်နောက်တော့ကျွန်တော်ကိုရှာချင်တဲ့ set တွေပေါ့နော်ဒီကောင်တွေကိုကျွန်တော်ဒီ internet တွေ website တွေကနေဘယ်လိုရှာဖွေမလဲပေါ့နော်ဒီကောင်တွေကိုလည်းကျွန်တော်စနစ်တကျရှာဖွေတတ်ဖို့လိုအပ်တယ်နောက်ဆုံးတစ်ခုအနေနဲ့ကျတော့ကျွန်တော်ဒီ reporting ဘိုင်းတွေပေါ့ကိုကဒီ Excel ဆိုရင်လည်းဘယ်လို report ထုတ်ပြီးတော့ကျွန်တော်ဒီတင်ပြမလဲပေါ့နော်ဒီကောင်တွေလည်းအရေးကြီးပါတယ်ရှင်ဟုတ်အဲ့ဒါဆိုရင်ချေအခုပြောသားတဲ့ skill တွေအကုန်လုံးတက်ထားမယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ချေဟုတ်ကဲ့ရှင်ကျွန်တော်ဒီ computer အခြေခံကနေစပြီးတော့ပေါ့နော်Microsoft Word Excel PowerPoint ပြင်ပေါ့နော်ကျွန်တော်ဒီ internet ဂျီမီအသုံးပြုပြီးနောက်ဆုံးကျွန်တော် print ထုတ်နည်းအထိပါပေါ့နော်စနစ်တကျတက်မြောက်ထားမယ်ဆိုတော့ကျွန်တော်အလုပ်ရှာနေတဲ့သူတွေအတွက်အရင်ကအဆင်ပြေပါတယ်ရှင်လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်နဲ့ပညာရေးအတွက်မရှိမဖြစ်လိုအပ်တဲ့ကွန်ပျူတာသင်တန်းကိုတောင်တပုံ PE မှာလာရောက်အနံ့လို့ရပါပြီ။သင်တန်းအပ်ဖို့စုံစမ်းလိုပါက page messenger ကိုတိုက်ရိုက်ဆက်သွယ်လိုက်ပါ။အားလုံးပဲနောက်ပြီးမှကြည့်နေကြပါမယ်ရှင်။ Bye bye BM Language Center ယုံကြည်မှုပြည့်နဲ့အနာဂတ်စီတို့